မွေးကလေးကဒီမိန်းကလေးဟာဘယ်တော့မှမပြည့်မစုံဘူးသူမသိမိနစ်တိုင်းနီးပါးအစာစားတော့လဲသူမိကိုလေးချိန်သည်ဘတော်ခါမှမတိုးခဲ့ပေချန်အင်လာပက်ရှ်ဗိုင်ယာဟုခေါ်သောဘီလူမျိုးသည်သူမိခန္ဓာကိုယ်တွင်နေထိုင်ကြသည်ကိုတွေ့ရှိရသည်ဤပိုးများသည်မျိုးပွားနိုင်စွမ်းအလွန်ပြင်းထန်သည်တစုံတစ်ယောက်ကူးစက်ခံရပြီးသည်နှင့်ဤကံကြမ္မာသည်ဆက်လက်တည်ရှိနေပေလိမ့်မည်ပိုးမွားများကိုခြေမုံးရန်အတွက်အမျိုးသမီးသည်အစာအိမ်အက်ဆစ်ကိုအသုံးပြုရမင်းတို့အားမျိုးချစေသည်ဒါပေမဲ့ဈေးကအရမ်းမိုက်တယ်သူမရဲ့တက်တန်းကအနှစ်20ပဲရှိလာသေးတယ်ကျောင်းမှာပိုးမွားတွေကိုမြင်နိုင်တဲ့တူးတဲ့သောအမျိုးသမီးကဆရာမပါဆရာမသည်မင်္ဂလိအရှိုးဝက်ချက်ကိုတည်သောခါတွင်အခြားမိသူများမမြင်နိုင်သောကြောင့်ပိုးမွားများကိုနေရောညပါဖမ်းမိတော့သည်ကျောင်းသားအလုံးကဆရာမကိုလောင်ပြောင်ကြပြီးသူ့မူရာကထူးဆန်းသည်ဟုထင်ကြသည်ဆရာမကပိုးမွားတွေကိုရှင်းထုတ်ပြီးကျောင်းမှာကျန်နာနေတဲ့ထက်နီးလာတဲ့ပိုးမွားတွေနဲ့ပြည့်နေတဲ့ကွန်တိန်နာကြီးပေါင်းများစွာကိုမင်္ဂလိရှိမှချထားတဲ့ကျောင်းရှိပိုးမွားများအလုံးကိုဖျက်အစီးပစ်တော်လဲရလက်အနေဖြင့်သူမရဲ့ဘိုက်သည်လုံးလုံးလျားလျားဖြစ်နေသည်ထိုချိန်တွင်သူမိဘဝသည်ကျိုးတစ်ချောင်းဖြင့်ချီနှောင်ထားသည်သူမဆက်မထိန်နိုင်တော့ဘူးလို့လူတိုင်းကထင်နေချိန်မှာပဲဆရာဝန်တွေကအန်သားစရာကောင်းတဲ့အချက်ကိုတွေ့ရှိခဲ့ပါတယ်ဒီမိန်းကလေးမှာရင်ကောင်းတောင်မပါဘူးသူမိအစာအိမ်သည်တာမန်လူ၏အင်္ဂါမဟုတ်ပေ